စာဝင်ဆိုမှာအားလုံးကိုကြိုးစားလိုက်ပါတယ်ရှင်ဒီနေ့ချက်ပြမှာကတော့အရေးသေးပြည့်ဝတဲ့ထိုင်း organic ပိုးဥဘေးစော်လေးကိုမိမိတို့အိမ်မှာလုပ်သုံးလို့ရတယ်လို့စီးပွားဖြစ်ချက်ရောင်းလို့သူမိတ်ဆွေများအတွက်ပိုးဥဘေးစော်ချက်နည်းနဲ့ပါဝင်ပစ္စည်းများကိုပါမျှဝေပေးမှာဖြစ်ပါတယ်ရှင်ဒီပိုးဥဘေးစော်လေးတွေကိုကျမတို့အိမ်မှာရှိတဲ့အဖုံးဖုံးလို့ရတဲ့စတီးအိုးများကိုသုံးပြီးတော့မီးသွေးမီးဖို့ကက်မီးဖို့လျှက်စစ်မီးဖို့များနဲ့လည်းချက်လို့ရပါတယ်ရှင်။ပိုးဝေးစောချက်မဲ့ပေါဝင်ပစ္စည်းများကတော့အပိုင်း၄ပိုင်းရှိပါတယ်ရှင်။အပိုင်း၁ကစီနဲ့ဖက်တီအက်ဆစ်များဖြစ်ကြတဲ့စတဲရီအက်ဆစ်လောရီအက်ဆစ်မိုင်လီစတစ်အက်ဆစ်တို့ဖြစ်ပါတယ်ရှင်။အပိုင်း2ကပေါင်းခံရည်နဲ့ဆိုဒီယမ်ဟိုက်ဒရိုဆိုက်သို့မဟုတ်ကော့စတစ်ဆိုတာနဲ့ဒါကတော့ထိုင်းပိုးဥလေးတွေဖြစ်ပါတယ်ရှင်အပိုင်း3ကခဲနေတဲ့ဆက်ပြာကိုအရေးဖြစ်အောင်ဖြုတ်ပေးရမယ်ပြီးတီကိုကာမီတိုနဲ့ဆော်ပီတော့90%တို့ဖြစ်ပါတယ်ရှင်အပိုင်းလေးဘေးဆော့ကိုပြီးအိတ်ညှိပေးပြီးဘေးဆော့ကိုခဲပြီးမှသွားစီတယ်ဒီအေးပဲဖြစ်ပါတယ်ရှင်ဒါကတော့အရက်ပြန်95%ပဲဖြစ်ပါတယ်ရှင်ပထမဆုံးအပိုင်း1ဖြစ်တဲ့စီနဲ့ဖက်တီအက်ဆစ်များအားလုံးကိုပေါင်းထဲကိုရောထည့်လိုက်ပါမယ်။ပါဝင်ပစ္စည်းများအားလုံးကိုတော့ချိန်ထားပြီးသားဖြစ်ပါတယ်ရှင်။အားလုံးထည့်ပြီးသွားပြီဆိုတော့အိုးကိုဖုံးပိတ်လိုက်ပြီးစီမြအားလုံးရေပျော်သွားအောင်မီးမြင့်ဆုံးဖွင့်ပြီးတော့အပူပေးထားလိုက်ပါမယ်စီယိုရေပြောင်းစောင့်နေတဲ့အချိန်မှာကျမတို့ကအပိုင်း2ဖြစ်တဲ့ပေါင်းခံရည်နဲ့ကော့စစ်ဆိုတာကိုဖြော်ထားရပါမယ်ကော့စစ်ဆိုတာဖြော်တဲ့အခါမှာပေါင်းခံရည်ထဲကိုကော့စစ်ဆိုတာလောင်းထည့်ပြီးမှဖြော်ရမှာဖြစ်ပါတယ်ရှင်အထူးသတိထားရမှာကတော့ကော့စစ်ဆိုတာထဲကိုပေါင်းခံရည်လောင်းထည့်ပြီးမဖြော်ရပါဘူးကော့စစ်ဆိုတာဖြော်တဲ့အခါမှာလည်းနှာခေါင်းပိတ်လက်အိတ်မျက်မှန်များကိုတက်ထားပြီးတော့လေဝင်လေထွက်ကြည့်တဲ့နေရာနဲ့ခလေးများနဲ့ဝေးတဲ့နေရာမှာတွေ့ရပါမယ်။ပေါင်းခံရည်ထဲကိုကော့စစ်ဆိုတာလောင်းထည့်လိုက်ပြီးအနှဲငယ်မှွေပေးပြီးတော့ပိုးလေးကိုလည်းလိုသလောက်ထည့်လိုက်ပါမယ်။ပြီးရင်ပိုးအေးပျော်သွားအောင်မှွေပြီးထားလိုက်ပါမယ်စီယိုထဲမှစီနဲ့ဖက်တီအက်ဆစ်များအားလုံးရေပျော်သွားပြီဆိုတော့အပူချိန်တိုင်းရပါမယ်စီရဲ့အပူချိန်က85ဒီဂရီလောက်ဆိုရင်မီးပိတ်လိုက်ပြီးကျမတို့ဖြော်ထားတဲ့ကော့စစ်ဖြော်ရည်ကိုလည်းအပူချိန်တိုင်းရပါမယ်ကော့စစ်ဖြော်ရည်ရဲ့အပူချိန်ကလည်း65ဒီဂရီဆိုရင်တော့ကော့စစ်ဖြော်ရည်ကိုစကားနဲ့စစ်ပြီးစီအိုးထဲကိုလောင်းထည့်ရပါမယ်စီနဲ့ကော့စစ်ဖြော်ရည်ရောလိုက်တဲ့အခါမှာဆက်ပြာသားတက်လာပါတယ်တက်လာတဲ့ဆက်ပြာသားကိုစီနဲ့တသားလေးကြအောင်အဆက်မပြတ်မှွေပေးရပါမယ်ဒီပိုင်းမှာကျမတို့ကစီရဲ့အပူချိန်နဲ့ကော့စစ်ရဲ့အပူချိန်ကိုလည်းသတိထားရပါမယ်
မှွေတဲ့အခါမှာလည်းကော့စစ်ဖြော်ရည်ကိုစီနဲ့တသားနဲ့ကြအောင်မှွေပေးရမှာဖြစ်ပါတယ်ရှင်စီနဲ့ကော့စစ်ဖြော်ရည်တသားနဲ့ကြအောင်မှွေပြီးသွားရင်တော့ဆက်ပြသားကျက်အောင်အိုးကိုအဖုံးပိတ်လိုက်ပြီးမီးဖွင့်ပြီးတော့မိနစ်20ချက်ထားရပါမယ်မိနစ်20ချက်ထားတဲ့အချိန်မှာကျမတို့က9မိနစ်တစ်ကြိမ်မှွေပေးပြီးတော့4ကြိမ်မှွေပေးရမှာဖြစ်ပါတယ်ရှင်မိနစ်20ပြည့်သွားပါပြီမိနစ်20ပြည့်သွားတဲ့အခါမှာဆက်ပြသားကကျက်ပြီးတော့ကစ္စရင်လို့ခေါ်တဲ့အသားလှစီလေးတွေထွက်လာပါတယ်ဆက်ပြကိုအနှဲငယ်မှုပေးပြီးတော့မီးပိတ်လိုက်ပါမယ်ပြီးရင်အပိုင်း3ဖြစ်တဲ့ပီဂျီဆော်ပီတော့90ရာခိုင်နှုန်းနဲ့ကိုကာမီတိုတို့ကိုထည့်ပြီးထဲနေတဲ့ဆက်ပြာကိုကြည်သွားအောင်ပြတန်နဲ့ဖိပေးပြီးတော့မှွေပေးရမှာဖြစ်ပါတယ်ရှင်ဆက်ပြကိန်းများအည်ပျော်ပြီးတော့အနှဲငယ်ပဲကြံတော့တဲ့အခါမှာပေါင်းကိုဖုံးပိတ်လိုက်ပြီးမီးဖွင့်ပြီးတော့ဒုတိယကြိမ်မိနစ်20ထပ်ချက်ထားလိုက်ပါမယ်ပထမကလိုပဲ9မိနစ်တစ်ကြိမ်မှွေပေးပြီးတော့ကြံနေတဲ့ဆက်ပြကဲလေးတွေအားလုံးကိုအည်ပျော်သွားအောင်ဖိတာနဲ့ဖိပြီးမှွေပေးရမှာဖြစ်ပါတယ်ရှင်ဒုတိယကြိမ်မိနစ်20ပြည့်သွားပါပြီ။ဘေးဆော့ရဲ့ပူချိန်85ဒီဂရီလောက်ဆိုရင်အပိုင်းလေးဖြစ်တဲ့တီးရီကိုထည့်ပြီးနှံ့အောင်မှွေလိုက်ပါမယ်။မှွေပြီးသွားရင်တော့မီးကိုပိတ်လိုက်ပြီးဘေးဆော့အိုးကိုပေါင်းပေါ်မှာထုတ်ယူလိုက်ပါမယ်ဘေးဆော့ကိုအပူချိန်နည်းနည်းလျော့သွားအောင်ခဏမှွေပေးလိုက်ပြီးရင်ပိုးရောင်နဲ့တူအောင်ကာလာအဝါရောင်လေးကိုအနှဲငယ်ထည့်မှွေပေးလိုက်ပါမယ်
ပြီးသွားရင်တော့ဘေးဆော့ထက်မဲ့မှုတွေကိုအရက်ပြန်65ရာခိုင်နှုန်းနဲ့အနည်းငယ်ဖြန့်ပေးလိုက်ပါမယ်ပြီးရင်ဘေးဆော့ကိုစကားနဲ့စစ်ပြီးမှုတဲ့ကိုလောင်းထည့်ရပါမယ်ဘေးဆော့ပေါ်မှာတက်လာတဲ့မြုပ်လေးတွေကိုအရက်ပြန်65ရာခိုင်နှုန်းနဲ့ဖြန့်ပေးလိုက်ပြီးတော့ဘေးဆော့ဆက်ပြခဲပြီး၆သွားအောင်3နာရီလောက်ထားလိုက်ပါမယ်3နာရီခန့်ကြာတဲ့အခါမှာခဲပြီးဆော့သွားတဲ့ဘေးဆော့လေးပဲဖြစ်ပါတယ်ရှင်ခဲပြီးဆော့သွားတဲ့ဘေးဆော့ကိုမှုထဲမှာထုတ်ယူပြီးပလတ်စတစ်အကြည့်ဖြင့်လေလုံအောင်ထုတ်ထားလိုက်ပါမယ်ဒါဆိုရင်အရေးသေးပြေးသွားတဲ့ထိုင်းပိုးဘေးဆော့အော်ဂန်နစ်လေးကိုရသွားပါပြီရှင်ကျမရဲ့စက်ပြိုင်ချက်နီးလေးကမိတ်ဆွေတို့အတွက်ဘူးတုတရပြီးအကျိုးရှိမယ်ဆိုရင်လိုက်ရန်ချဲ follow လေးတွေလုပ်ထားပြီးတော့ view ထဲမှာဆိုရင်လည်း subscribe နဲ့ခေါင်းလေးကိုနှိပ်ပေးဖို့မမေ့ပါနဲ့ရှင်။ကျေးဇူးအားပေးသူများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။